content creator မဖြစ်မနေသိထားတဲ့ W1H method ဆိုတာပါလေ content video လုပ်ဖို့ idea ရှိပေမဲ့ script ရေးဖို့ထိုင်လိုက်တိုင်းဘယ်အစရေးရမလဲမသိဘူးခေါင်းထဲမှာအကြောင်းအရာတွေရောထွေးနေပြီးတော့စိတ်လျှော့ရတာတွေကြုံမှုကြမှာပါဒီလိုအချိန်တွေမှာ content creator ရဲ့အများဆုံးသုံးကြတဲ့နည်းလမ်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ W1H method ပါ W1H method ဆိုတာကျွန်တော်တို့ငယ်ငယ်အကြောင်းမှာသင်ခဲ့ဘူးရဲ့ WH question တွေက what ဘာအကြောင်းလဲ why ဘာကြောင့်လဲ when ဘယ်အချိန်မှာဖြစ်တာလဲ where ဘယ်နေရာမှာလဲ who ဘယ်သူလဲ how ဘယ်လိုဖြစ်လာလဲဆိုတဲ့မေးခွန်း6ခုကိုသုံးပြီးအကြောင်းအရာတစ်ခုကိုအပိုင်းပိုင်းခွဲပြီးစဉ်းစားတဲ့နည်းလမ်းတစ်ခုပါဒီ method ကိုသုံးလိုက်ရင် script writer နဲ့ content creator ရဲ့အတွက် research လုပ်ရပိုလွယ်လာမယ် script ရေးရတဲ့အချိန်အကြောင်းအရာတွေကမရောတော့ content လည်းပိုပြီးရှင်းရှင်းလင်းလင်းဖြစ်လာမယ်ဒါကြောင့် viewer တွေအတွက်လည်းနားလည်ရလို့ပြီးမှတ်မိလွယ်တဲ့ content တွေဖြစ်လာတယ်တချို့နေရာတွေမှာတော့ဒီနည်းလမ်းကို 5W1H method လို့လည်းခေါ်ကြပြီးတော့ business plan marketing strategy တွေမှာကြင်ကြင်ပြန့်ပြန့်အသုံးပြုကြတယ်ဒါကြောင့်နောက်တစ်ခါ content တစ်ခုစလုပ်တော့မယ်ဆိုရင် idea စဉ်းစားပြီးရတယ်ဒီ 5W1H မေးခွန်း6ခုအရင်ဖြည့်ကြည့်အ6ခုဖြည့်ပြီးသွားတဲ့အချိန်မှာ script တစ်ခုရေးရမခက်ခဲတော့ပဲပိုကောင်းပြီးပိုလွယ်သွားပါလိမ့်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦး